ဓာတ်ပုံတွေကိုဗီဒီယိုဖြစ်နဲ့ပြောင်းလဲလို့ရမယ့်နည်းလမ်းလေးကိုသိပြီးပြီလားဒီနေ့မှာတော့ဓာတ်ပုံကိုဗီဒီယိုဖြစ်ပြောင်းလဲလို့ရမယ့်နည်းလမ်းတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဓာတ်ပုံတွေကိုဗီဒီယိုဖြစ်ပြောင်းလဲနိုင်ဖို့အတွက် browser တစ်ခုလိုအပ်ပါတယ်ခင်ဗျာအဲ့ဒီအတွက်ကျွန်တော်တို့ဒီ Chrome browser ကိုအသုံးပြုသွားမှာဖြစ်ပါတယ်တခြား browser တွေနဲ့လည်းရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ Chrome browser တွေကိုဝင်လိုက်ပါမယ် browser တွေကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာရှာတဲ့နေရာမှာLuma AI ဆိုပြီးတော့ရှာပေးရမှာဖြစ်ပါတယ် LUMA AI ဆိုပြီးတော့ကျွန်တော်တို့ရှာပေးရမှာဖြစ်ပါတယ်ကျွန်တော်အဲ့လိုမျိုးရှာလိုက်ပြီဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာပေါ်လာတဲ့ website လေးပေါ့နော်ကျွန်တော်ဒီမှာ Luma Dream Machine ဆိုတဲ့ website လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးပါမယ်အဲ့လိုဝင်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒါတို့ရဲ့ website ထဲကိုရောက်သွားပြီဖြစ်ပါတယ် website ထဲမှာဆိုကျွန်တော်ဒီလိုမျိုးအောက်ဆွဲရင်ဒီလိုမျိုးလေးရှိရပေါ့နော်အဲ့လိုနေရာမှာကျွန်တော်တို့ဒီမှာဆိုဓာတ်ပုံတွေကိုဒီလိုမျိုးပြောင်းနေတာတွေပါရှိရကျွန်တော်ကကြတော့ဒီမှာဓာတ်ပုံဗီဒီယိုအဖြစ်ပြောင်းလဲမှာဖြစ်တဲ့အတွက်ဒီမှာ try now ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါမယ် try now ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ account တစ်ခုဖွင့်ရမယ်ပေါ့နော် sign up လုပ်ပေးရပါမယ်တခြားဟာနေတော့မရပါဘူးခင်ဗျာကျွန်တော်တို့ Google နဲ့ပဲရမှာဖြစ်ပါတယ် Google ဆိုတာကကြတော့ကျွန်တော် Gmail ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ sign in with Gmail ဆိုတာလေးကိုချက်နှိပ်လိုက်ပါမယ်အဲ့လေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့မှာရှိတဲ့ Gmail တွေပေါ်လာမှာဖြစ်ပါတယ်အဲ့လိုဆိုကျွန်တော်ကြိုက်တဲ့ Gmail တစ်ခုနဲ့ပေါ့နော်ဝင်လိုက်ပါကျွန်တော် Gmail တစ်ခုနဲ့ account ဝင်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာ content news ဆိုတာလေးကိုထပ်နှိပ်ပါမယ်အဲ့လိုရသွားပြီဆိုရင်တော့ကျွန်တော်တို့ account ဖွင့်တာကပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာစတင်ပြီးတော့လုပ်လို့ရပါပြီဒါပေမဲ့ကျွန်တော်တို့ဓာတ်ပုံအကားနေပြီးတော့ဗီဒီယိုအဖြစ်ပြောင်းလဲနိုင်တာကကျွန်တော်တို့ပုံ30ပဲအကန့်အသတ်ပေးထားတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်စမလုပ်ခင်ဒါ account ပေါ့နော် account ဆိုတာကြောင့်ကျွန်တော်တို့ဝင်ထားတဲ့ Gmail နဲ့ဘာညာပြပေးပါတယ်ကျွန်တော်ပြောသလိုပဲဒီမှာ30ထပ်ပို့ပြီးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာဝင်လို့ရတဲ့ဟာလေးရှိပါတယ်ဥပမာ standard ဆိုရင်တစ်လကို$24လောက်ကျတယ်ပေါ့နော် Pro တွေပါလည်းရှိတယ်ကျွန်တော် Premier ဆိုရင်တစ်လကို$400လောက်တောင်ကျပါတယ်ကျွန်တော်တို့က free ပဲလုပ်မယ်ပေါ့နော်ဒါပုံ30တော့ကျွန်တော်တို့ free လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတက်ပုံပုံစံလေးကိုနှိပ်လိုက်ပါမယ်နေပြီဆိုရင်တော့ကျွန်တော်ကကြတော့ကိုလုံးမဲ့ပုံကိုရွေးပေါ့နော်ကျွန်တော်ကကြတော့ဒီပုံလေးကိုလုပ်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီပုံလေးကိုရွေးလိုက်ပါမယ်တက်ပုံထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာစာရေးပေးရမှာဖြစ်ပါတယ်ဗီဒီယိုမှာပေါ့နော်ဗီဒီယိုမှာလူတွေကစကားပြောပြီးလို့ချင်တာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ talking တို့ပြီးပြုံးနေရဆိုရင် smiling တို့ဘာလို့ထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင် Ronaldo နဲ့ Messi နှစ်ယောက်ကဖတ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လမ်းလျှောက်ရင်းနဲ့ဖတ်တဲ့ဗီဒီယိုပုံစံလုပ်ပါမယ်အဲ့တော့ဒီမှာ walking ဆိုပြီးထည့်ပါမယ် walking ပြီးရင်ကျွန်တော်တို့ဒီမှာ smiling ဆိုပြီးထည့်မယ်ပေါ့နော်ဗီဒီယိုမှာလိုချင်တဲ့ပုံစံလေးတခြားရေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်အများလေးကိုနှိပ်လိုက်ပါမယ်အဲ့လိုနှိပ်လိုက်ပြီဆိုရင်တော့ခဏလောက်တော့စောင့်ပေးရမယ်ပေါ့နော်ကျွန်တော်ဒီလိုလေးပေါ်လာပါပြီဆိုတော့ဒီမှာ your creation ဆိုပြီးပေါ်လာပြီဒီမှာအဝိုင်းလည်နေတယ်ပေါ့နော်ဆိုတော့ခဏလောက်စောင့်ပေးပါဆိုတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါ create လုပ်တာပြီးဆုံးသွားပြီဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးတစ်ချက်လောက်ကြည့်ကြည့်ပါမယ်ဒီလိုမျိုးလေးပေါ့နော်ကျွန်တော် zoom လေးဆွဲသွားတယ်ပြီးတော့ပြုံးနေပြုံးရတယ်ပေါ့နော်ဒါကျွန်တော်ကကြတော့ဒါစာရီအရန်မထည့်တဲ့အတွက်အရန်မကောင်းတာဖြစ်ပါတယ်ကိုကတခြားစာရီအများကြီးရေးပြီးတော့တခြားလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့အကောင်းဆုံးဗီဒီယိုထွက်ရှိမှာဖြစ်ပါတယ်ကျွန်တော်ကအစမ်းပြတာဖြစ်တဲ့အတွက်နည်းနည်းပဲရေးပြပေးတာပေါ့နော်အခုကြည့်နေတဲ့လူတွေအားလုံးလည်းအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်